ပြိုင်ပွဲဝင်အမှတ်စဉ်3ဖြစ်ပါတယ်ရှင်ဟာတတိုက်ဖွဲ့ကိုလက်ခုပ်တီးပြီးကြိုးဆိုပြီးပါပြိုင်ပွဲဝင်အဖွဲ့ဝင်4ဦးနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဒီဘက်မှာပါဝင်ကြတဲ့ဟာတလူရှင်တော်များမှာဆိုရင်ဖြင့်ကိုစူပါလင်းလက်ကလေးထောင်ပြီးမိတ်ဆက်ပေးပါခင်ဗျာကိုတွက်လက်ကိုဝိုင်းဝိုင်းလေကိုချက်လီတို့ဖွဲ့စည်းထားတဲ့ကျွန်တော်တို့ဟာတညီကို4ဦးဖွဲ့စည်းထားတဲ့အဖွဲ့ပဲဖြစ်ပါတယ်ဟာတတိုက်ရဲ့ဖြောပြေတင်ဆက်မှုပြိုင်ပွဲဝင်ပုံကိုဆက်လက်ရှုစားအားပေးတော်မူကြပါဦးခင်ဗျာပေါင်းစုအားနဲ့တော်ပြေကနေညီတက္ကမဆိုတဲ့အတ္တရံတွေဝိုင်းဝန်းချေမုံကြီးရဲဝုန်းနဲ့ကြီးစင်ရဟာတိုင်းအများကြိုက်လို့နေတဲ့ဟေးမြန်မာပြည်ကွန်းမြန်မာပြည်ကွန်းမြန်မာသားမမြန်မာရင်းနေတော့တောင်းချင်နေတိတိကူကိုခရခက်တဲ့ခရခက်တဲ့ခရခက်တဲ့မြန်မာပြည်ဟာချင်းချင်းလေးတဲ့ပြောနေကြတဲ့ဟုတ်ပြန်နေလားမြန်မာပြည်ဟာမချင်းပါဘူးချင်းနာမျက်စိချင်းနာမျက်စိအဲ့ကောင်တော့လားဗျာမြန်မာနိုင်ငံခေတ်မီနေပြီတိုးတက်နေပြီကျင်းတာမဟုတ်ဘူးကျင်းနေတာမင်းမြန်လုံးကျင်းနေတာမင်းမြန်လုံးနော်မြန်မာကြီးတိုးတက်နေတဲ့အကြောင်းကိုငါကဒီလိုတောင်ပြောပြလိုက်ခြင်းဘယ်လိုပြောကြတာလဲဘယ်နာတော့ဟိုနာလေလို့ဘယ်နာတော့လားပေါင်သားပေါင်သားငါပေါင်သားလို့မထင်ဘူးဘယ်ဘာထင်လို့တော့ပေါင်သားဩအတူတူပဲဟေ့ခေတ်တိုးတက်တဲ့နိုင်ငံမှာဒီမိုကရေစီနိုင်ငံဟုတ်ကဲ့ဒီမိုကရေစီနိုင်ငံမှာပြောချင်တာပြောလို့ရတယ်ဟုတ်တယ်ဒါပေမဲ့ဘောင်လေးထဲမှာပြောဘာမှမဖြစ်ဘူးဟုတ်တယ်ဟုတ်တယ်မလားစီကန်းရှိရှိကဒီလိုပြောချင်တာဗျာဘယ်လိုလုပ်ဗျာဒီမိုကရေစီနိုင်ငံဟာတိတ်ကိုလွတ်လပ်တာစီကန်းရှိမှလူတို့ဘဝတိုးတက်ကြမယ်ဗျာတိုးတက်မယ်ဗျာစီကန်းရှိမှလူတို့ဘဝတိုးတက်ကြမယ်ဗျာရှင်ချင်းမှုတော့ထိမ့်သိမ့်မှာမြန်မာမလေးရထိမ့်သိမ့်ပါရှေ့ကွဲနောက်ကွဲအလဲကွဲနဲနဲလျှော့ပါကွဲလျှော့ပါတော့မရင်ငယ်ဖြစ်လဲမနေနဲ့ကွဲငရဲကြည့်တတ်တယ်ဥစ္စာကိုမအချစ်ပြတ်ဘောစီတယောက်ကိုကဲဘောစီကြီးကအ